ကျွန်တော်တို့ရဲ့ Silent Progress Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့မိုးမြောင်တိုက်တွေခိမီကားလမ်းမကြီးတွေနဲ့ပြင်းထန်နေတဲ့စင်ကာပူမြို့ပြကြီးကနေခဏတာခွာထွက်ပြီးအတိတ်ကာလရဲ့အငွေ့သက်တွေအခုချိန်ထိကြန့်ရစ်နေတဲ့ကျွန်းလေးတကျွန်းစီကိုခေါ်ဆောင်ထားမှာပါ။အဲ့ဒီကျွန်းလေးရဲ့နာမည်ကတော့ပူလောင်ဦးပင်လို့ခေါ်ပါတယ်။ဒီကျွန်းလေးဟာစပိန်စီးသူတွေတဘာဝတရားကိုမြတ်နိုးသူတွေအတွက်နာမည်ကြီးပေမဲ့ဒီကျွန်းရဲ့တောနတ်ထဲမှာလူသိနေတဲ့လျှို့ဝှက်ချက်တစ်ခုကိန်းအောင်နေပါတယ်။အဲ့ဒါကတော့တိုင်းတစ်ပါးကနေရောက်ရှိလာပြီးကံကြမ္မာရဲ့ရက်ဆက်မှုကြောင့်ဒီကျွန်းလေးပေါ်မှာပဲထာဝရအိတ်ဆက်သွားခဲ့ရတဲ့အမီမသိဂျာမန်မိန်းကလေးတူရဲ့နှက်ကွန်းလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်တခုကျော်1914ခုနှစ်ဝန်းကျင်ပထမကမ္ဘာစစ်မဖြစ်ပွားခင်အချိန်ကာလကိုပြန်သွားကြည့်အောင်ပါ။အဲ့ဒီအချိန်ကစင်ကာပူဟာ British Empire ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပြီးကမ္ဘာအညက်ရက်ကကုန်တယ်တွေစိုက်ပျိုးရေးလုပ်ငန်းရှင်တွေလာရောက်အခြေချတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ပူလောင်ဦးပင်ကျွန်းပေါ်မှာလည်းကော်ဖီနဲ့ရော်ဘာစိုက်ခင်းတွေကိုလာရောက်လုတ်ကင်တဲ့ဂျာမန်လူမျိုးမိသားစုတစုရှိခဲ့ပါတယ်။အဲ့ဒီမိသားစုမှာအသက်18နှစ်အရွယ်လောက်ရှိတဲ့အလွန်ချောမောလှပတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။သူတို့မိသားစုဟာကျွန်းဘရော့ကဒေသခံတွေနဲ့တင့်မြတ်စွာနေထိုင်ကြပြီးအဲ့ဒီဂျာမန်မိန်းကလေးဟာလည်းကျွန်းဘရော့ကတဘာဝအလှတရားတွေကြားမှာအေးချမ်းပျော်ရွှင်စွာကြီးပြင်းလာခဲ့ပါတယ်။သူဟာနေခင်းဘက်တွေမှာစိုက်ခင်းတွေကြားတဲ့လမ်းရှောင်ရင်းပင်လယ်လေငင်းကိုရှူရှိုင်ရင်းနဲ့ဒီကျွန်းလေးကိုသူ့ရဲ့ဒုတိယအိမ်လိုသဘောထားခဲ့ပါတယ်။ဒါပေမဲ့ဒီအေးချမ်းမှုတွေဟာအချိန်ကြာကြီးမခံခဲ့ပါဘူး။1914ခုနှစ်ဩဂုတ်လမှာပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ပါတယ်။ဥရောပတိုက်မှာဗြိတိန်နဲ့ဂျာမနီတို့ဟာရန်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဒီစစ်ပွဲရဲ့ကြရက်ဟာမိုင်ပေါင်းထောင်ချီဝေးတဲ့စင်ကာပူနိုင်ငံပူလောင်ဦးပင်ကျွန်းလေးစီကိုပါရိုက်ခတ်လာခဲ့ပါတယ်။ဗြိတိယအစိုးရဟာစင်ကာပူမှာရှိနေတဲ့ဂျာမန်လူမျိုးမှန်တမျှကိုရန်သူအဖြစ်သတ်မှတ်ပြီးဖမ်းဆီးထိန်းသိမ်းဖို့အမိန့်ထုတ်လိုက်ပါတော့တယ်။ဒီနေ့သောမနက်ခင်းမှာတော့ပူလောင်ဦးပင်ကျွန်းနဲ့တိတ်ဆိတ်မှုကိုဗြိတိရှစစ်သားတွေရဲ့စစ်ဖိနပ်တန်းကဖျက်ဆီးပစ်လိုက်ပါတယ်။စစ်သားတွေဟာဂျာမန်မိသားစုပိုင်ဆိုင်တဲ့စိုက်ခင်းအင်ကြီးစီကိုရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။မိဘနှစ်ဖက်လုံးကိုဖမ်းဆီးလိုက်တဲ့အချိန်မှာအသက်18နှစ်အရွယ်လောက်ရှိတဲ့ဂျာမန်မိန်းကလေးဟာအိမ်နောက်ဖဲကနေတချင်းအလွန်ထိတ်လန့်တကြားနဲ့တုံကြီးမြမဲတွေကိုထပ်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။နောက်ကိုစစ်သားတွေကလိုက်လံရှာဖွေခဲ့ပေမဲ့ဦးပင်ကျွန်းနဲ့တောအုပ်ဟာထူထပ်လွန်းတာကြောင့်မိန်းကလေးကိုမတွေ့ခဲ့ကြပါဘူး။နောက်ဆုံးမှာတော့စစ်သားတွေဟာမိဘနှစ်ဦးကိုသာဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးမိန်းကလေးကတော့ကျွန်းပေါ်ကတောနတ်ထဲမှာတယောက်တည်းကြံရစ်ခဲ့ရပါတော့တယ်။အဲ့ဒီအချိန်ကစပြီးမိန်းကလေးရဲ့အိမ်မက်ဆိုးတွေစတင်ပါတော့တယ်။အိမ်တော်ရာထဲမှာတောင်တရနေလာခဲ့တဲ့မိန်းကလေးတယောက်အတွက်ပူပြင်းဆိုချစ်တဲ့အန်ဒီရများတဲ့ဦးပင်ကျွန်းရဲ့တောအုပ်ကြီးဟာငရဲကိန်းလိုဖြစ်နေလိမ့်မယ်။မိဘတွေအဖမ်းခံရတဲ့တော့ကနောက်ကနေလိုက်ဖမ်းနေတဲ့စစ်သားတွေကိုကြောက်ရတဲ့စိတ်ဒီနဲ့သူဟာတောထဲမှာမျက်စိလေလမ်းမဖြစ်သွားပါတယ်။အစာမရှိတောက်ရည်မရှိပဲရက်ပေါင်းများစွာတောထဲမှာလွယ်လန်းသွားလာရင်းနဲ့နောက်ဆုံးမှာတော့ငမွတ်ခေါင်းပေါမှုကြောင့်ပင်ပန်းနွမ်းနယ်မှုတွေကြောင့်6ကန်းပဲတစ်ခုကနေပြုတ်သွားပြီးပဲဖြစ်ဖြစ်ယောဂဗျာကြောင့်ပဲဖြစ်ဖြစ်သူဟာအထီးကျန်ဆန်တဲ့နဲ့အသက်မွေးဝမ်းကြောင့်ကိုထာဝရအိပ်ဆက်သွားခဲ့ရပါတယ်။ရက်အတော်ကြာပြီးတဲ့နောက်မှာတော့စိုက်ခင်းတွေကဒေသခံအလုတ်သမားတွေဟာတောထဲမှာထင်းခုန်ရင်းနဲ့ပိဝက်စိတ်တွေအုံနေတဲ့မိန်းကလေးရဲ့ရုပ်အလောင်းကိုတနာစရာပွေးဝေတွေ့ရှိခဲ့ကြပါတယ်။သူတို့ဟာမိန်းကလေးရဲ့ကံကြမ္မာကိုအယမ်းစိတ်မကောင်းဖြစ်ခဲ့ပြီးရုပ်အလောင်းကိုသေးသေးချာချာတန့်ရှင်းပေးကအဲ့ဒီနေရာမှာပဲမီးမြုပ်တင်းကြိုပေးခဲ့ကြပါတယ်။ခရီးယန်ဘာသာတွေဖြစ်တဲ့မိန်းကလေးအတွက်တင်းချိုင်ကူးပေါ်မှာတစ်သားလက်ခွားကတ်တိုင်းလေးကိုလည်းစိုက်ထူပေးခဲ့ကြပါတယ်။အချိန်တွေကြာလာတဲ့အမျှအဲ့ဒီတစ်သားလက်ခွားကတ်တိုင်းလေးရှိတဲ့နေရာဟာဒေသခံတွေအတွက်အထွတ်အမြတ်ထားတာရနေရာတစ်ခုဖြစ်လာပါတယ်။ကျွန်းပေါ်ကတရုတ်နဲ့မလေးလူမျိုးတွေဟာမိန်းကလေးရဲ့ဝိညာဉ်ဟာဒီကျွန်းမှာပဲစွဲကပ်နေတယ်လို့ယုံကြည်လာပြီးလာရောက်ဆူတောင်းလာတွေအမွေးတိုင်းထွန်းတာတွေလှုပ်လာကြပါတယ်။နောက်ပိုင်းမှာတော့တရုတ်လူမျိုးတွေရဲ့ယုံကြည်မှုနဲ့ရောမောသွားပြီးဂျာမန်မိန်းကလေးဟာနတ်သမီးတစ်ပါးအဖြစ်ကိုးကွယ်ခံလာကြပါတယ်။သူ့ရဲ့အုပ်ကူးကိုလည်းတေးသေးချာချာပြင်ဆင်မွမ်းမံပြီးအဝါရောင်နတ်ကွန်းအိမ်လေးတစ်ခုတိဆောက်ပေးခဲ့ကြပါတယ်။ထူးဆန်းတာကဒီနတ်ကွန်းကိုလာရောက်ဆူတောင်းသူတွေထဲမှာထီပေါက်တာစီးပွားရေးအဆင့်ဒေတာတွေရှိလာတာကြောင့်စင်ကာပူပင်မကျွန်းကလန်းကြီးပေါ်ကလူတွေတောင်လေစီးပြီးလာရောက်ဆူတောင်းကြတဲ့အထိနာမည်ကြီးလာခဲ့ပါတယ်။နတ်ကွန်းထဲမှာမိန်းကလေးရဲ့အယိုးပြားအိုးကိုထားရှိခဲ့ပေမဲ့နှစ်ပေါင်းများစွာအကြာမှာတော့အဲ့ဒီအယိုးပြားအိုးကအခိုးခံလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးပေါ်မှာထားရှိတဲ့ယုံကြည်မှုတွေကတော့ပျောက်ပြယ်မသွားခဲ့ပါဘူး။ဒီကနေ့အချိန်ထိပူလောင်ဦးပင်ကိုရောက်သွားလို့ဒီနတ်ကွန်းလေးစီသွားမယ်ဆိုရင်ဂျာမန်မိန်းကလေးအတွက်ရည်ရွယ်ပြီးတင်ဆက်နေတဲ့နှုတ်ခမ်းနီးမိတ်ကက်ရေမွေးနဲ့မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေကိုထူးထူးခြားခြားမြင်တွေ့ရမှာပါ။ဘာသာမတူလူမျိုးကွဲပြားတဲ့နိုင်ငံခြားထည်တဲ့မိန်းကလေးတူဟာအာရှတိုက်ကကျွန်းလေးတစ်ကျွန်းပေါ်မှာဒေသခံတွေရဲ့ရိုသေကွမ်းဆိုင်မှုကိုရရှိနေတာဟာတ
တကယ်ကိုအံ့ဩစရာကောင်းပါတယ်ဒီဇလန်လေးကတော့စစ်ကွဲတွေရဲ့အကျိုးဆက်ကြောင့်အဖြစ်မဲ့လေးတွေရဲ့ဘဝတွေဘလောက်တောင်ပျက်စီးခဲ့ရတယ်လဲဆိုတာကိုသက်သေပြနေပါတယ်တစ်ချိန်တည်းမှာပဲလူမျိုးရေးဘာသာရေးခွဲခြားမှုတွေမရှိဘဲဒုက္ခရောက်နေသူတဦးကိုတနာကျင်တာတတ်တဲ့ဒေတာခံတွေရဲ့မေတ္တာတရားကိုလည်းမြင်တွေ့ရပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ပူလောင်ဦးပင်ကျွန်းပေါ်ကဂျာမန်မိန်းကလေးရဲ့လစ်ဝတ်ဆန်းကျဲဇလန်းလေးကိုကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်စင်ကာပူနိုင်ငံရဲ့လူသိနည်းသေးတဲ့ဒီလိုသမိုင်းကြောင်းတွေဒန်နာရီတွေကိုဆက်လက်နားဆင်ခြင်းတွေဆိုပြီးတော့ကျွန်တော်တို့ရဲ့ Silent Progress Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာဗီဒီယိုလေးကိုလည်း Like ပေးပြီးနောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာcomment မှာရေးပေးခဲ့ပါဦးအချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါနဲ့နောက်ထပ်ဇလန်းသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်